ဒီကနေ့ကတော့နေဆန်ဥယျာဉ်မှာရထားလေးရှိတဲ့ညီမနှစ်ယောက်လေးပါရထားလေးတွေရှိတယ်သူတို့မှတော့ပြောလို့သူစီးကလည်းတယောက်မှ3000ဆိုတော့တန်ပါတယ်ဖွာလောက်ပတ်ပြီးမြင်တယ်15ဘတ်16ဘတ်လောက်16ဘတ်လောက်ပတ်ပြီးတယ်ထင်တယ်စီးရတာလည်းအဆင်ပြေတယ်ဒီမန္တလေးတိရစ္ဆာန်ဥယျာဉ်ရုံရောက်ရင်လည်းဒီရထားတွဲလေးကိုဝင်စီးလို့ရပါတယ်စားရည်လည်းပို့ပါတယ်နားရည်လည်းပို့ပါတယ်ဆင်ပြေပါတယ်ကလေးလေးတွေလည်း